အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆ iam မခင်ခင်တို့ရေးသားခဲ့တဲ့ကြီးကောင်မရဲ့အရက်အိုးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်နားဆင်ခံစားပေးကြပါအောင်ရှင်ကြီးကောင်မရဲ့အရက်အိုးအဖေမူးလာရဲ့ခေါင်းမကြိတ်ပြီးရဲခြင်းနဲ့အဖေကမူးလာမှစကားပြောတာပါနှုတ်မို့လို့ကတော့တကြီးကရိုက်စစ်လို့တောင်စကားတခွန်းမဟဘူးဆိုတဲ့လူမျိုးရဲ့အဖေတို့များအရက်တောက်ချင်တာနဲ့ညနေဆောင်နေဝင်ချင်းရောက်ဖို့ရာစောင့်နေတယ်လို့ပဲညနေဘက်ရာရောကပြန်လို့လှဲချွတ်နွားနှကောင်နားစာချင်းခေါင်းတက်ပြီးပြီးရင်ရွာထဲကိုပြေးတော့တာပဲရွာထဲဆိုတာကဥပြော့ရက်ဆိုင်ကိုပြောတာအရက်တောက်နောက်ကျမှဆိုလို့ရေတောင်မချိုးဘူးရေကလည်းချိုးစင်တဲ့အခါမှချိုးတာပါနစ်ပေနေတဲ့ချွေးတွေတန်နေနဲ့နေချင်းနေလိုက်တာများရိုးနေပေါ့တခါတလေအမိကရေများချိုးပါအောင်တော့ကိုနန်းကရေကပြင်းနဲ့ပေါက်နေပြီဆိုမှတမုတ်တဖလားချိုးတော့တာရေကပြင်းနဲ့ဆိုတာအိမ်နောက်ဖေးကပကံစေးစံစေးတဲ့နေရာကဘပုတ်နဲ့လို့ပြောတာပါဒါဆိုရင်အဖေကအမေကိုခြေတက်တယ်ငါကဘပုတ်နဲ့နင်ကချင်းပတ်နဲ့တခါတလေအမေကအိုးကိစ္စအိမ်ကိစ္စစီးပွားရေးကိစ္စပြောချင်လို့တော်နဲ့ကျုပ်စကားတွေပြောကြစို့ဆိုတော့လေဖေကပြောချင်မှပြောတာတက်တက်လုံးစကားပြောလာတာဟာပြောစရာတွေမကုန်သေးဘူးလားတဲ့ညဘက်မူဗီပြန်ရင်တော့မနက်ကနင်ပြောချင်တဲ့စကားဆိုတာဘာတော့လို့မေးပြီအဲ့ဒါလို့ဆိုပြန်တော့အမေကရွက်တက်တယ်အေးညိုနင်ပြောစရာရှိဆိုမရှိတော့ဘူးအချိန်မဟုတ်အခါမဟုတ်ပြောပါဟာလူဆိုတာမသေးခင်ပြောရတာနင့်မလဲတော့မူးနေတော့လဲပြောလဲအပိုးပဲမနှက်မှပြောမယ်လီမယားချင်းစကားပြောတာတော့နေ့နဲ့ညလွှဲနေသေးဗျာခတ်ပါကောဒီမိန်းမနဲ့တခါတလေအမေကပြောတာပေါ့တော့မပေါ့နေတဲ့ကလေးတွေအရွယ်လားမြောက်ကြတော့မယ်အိတ်စီဝါကြီးကဒီတိုင်းသွားလို့မဖြစ်တော့ဘူးဆိုရင်အဖေကသမီးတွေအတွက်မပူပါနဲ့ဟာအရွယ်ရောက်လို့လင်ရရင်သူတို့လင်တွေကလှုပ်ကြွေးပါလိမ့်မယ်တဲ့အဖေကအဲ့ဒါလို့ရဲ့အဖေကအမေကိုသာစိတ်လိုလဲရစကားမပြောတာပါသမီးကြီးဖြစ်တဲ့ခေါင်းမကြတော့ပြောချင်ပြန်ရောခေါင်းမကိုမှမဟုတ်အငယ်မကိုလည်းပြောချင်ပြောနေတာရှိတယ်အငယ်မနာမည်ကဂုံမတဲ့ခေါင်းမနဲ့ဂုံမဆိုတဲ့နာမည်တွေကိုအဖေပဲပေးခဲ့တာတဲ့ရွာမှာကလေးတွေကစားတဲ့ကစားနည်းတွေထဲမှာလောက်စလုံးလိုဖန်တူးလုံးလိုပေသီးလိုဟာကိုခက်လန်လန်းကငေကြီးပေါ်တုံးနဲ့ချစ်ထားတဲ့စီရနေပြည့်ရတဲ့ကစားနည်းရှိတယ်ဆိုပါတော့လောက်စလုံးဆိုရင်၃လုံးဘူးအပေါ်ကတစ်လုံးတင်အဲ့ဒီ၄လုံးတွဲကိုတဖို့ခေါ်တယ်ထိတ်ဆုံးကဖိုးကိုခေါင်းခေါ်တယ်သူ့နောက်ကဖိုးကိုဂုတ်ခေါ်တယ်နောက်ဆုံးဖိုးကိုပိတ်ခေါ်တယ်ဖိုးတွေတတိတန်းကြီးစီထားလို့ဆိုရင်တော့ခေါင်းနဲ့ဂုတ်နောက်ကဖိုးတွေကိုဘိတ်ရှိခေါ်ကြတာပဲနောက်ဆုံးဖိုးကဘိတ်လေးဖို့ပဲရှိတယ်ဆိုရင်တော့တတရဖိုးကဘိတ်ရှိပေါ့ခေါင်းဂုတ်ဘိတ်ရှိဘိတ်ပေါ့အင်းညိုသမီးကြီးလေးကမွေးစမ်းငါကသမီးတွေကြီးလိုချင်တာဗျကရော်ဝဲလေးဝဲရနဲရော်လားလေးကောင်မွေးစမ်းလို့ဆိုလို့ရရောလားကျုပ်ကခွေးမမဟုတ်တာကရော်ဝဲလေးဝဲဆိုတာတစ်ဖက်ယောက်ျားလေးရှင်ဘက်ကကရော်ဝဲတင်အောင်ရတာကိုပြောတာပါတကယ်လဲသမီးကြီးနှစ်ယောက်မွေးတာပါအကြီးမကိုအဖေကခေါင်းမာတဲ့နောက်မိန်းကလေးကြတော့ခုံးမာတဲ့ဒီမှာတဲ့အမွေးရတော့ဘိတ်ရှိတကောင်ဘိတ်တကောင်မွေးအောင်အင်းညူရတဲ့နင့်အလုပ်ရှိတာမတ်လို့ကလေးမွေးတဲ့အလုပ်ပဲရှိတာဟာတဲ့ဒါဆိုရင်အမေကပြန်ပြောရောမွေးချင်နိုင်မွေးရအောင်ကျုပ်ကဒိုင်းမှမဟုတ်တာတော့ဟာတော့မွေးပါလားရောဟာငါမွေးလို့ဖြစ်ပါမလားနင့်နဲ့ဒါကြောင့်ပြောတာအဖေကိုခေါင်းမရဲချင်တယ်လို့အဖေနာမည်ကရွာခေါ်ဘူကီတန်းနဲ့နာမည်ရင်းကဦးတန်းမှာတခါတော့ကရွာမှာရောင်ကြီးဝေထုံထားတဲ့လူ၃ယောက်ရှိခဲ့ဘူးတယ်အဖေလဲပါတဲ့နောက်တော့အဖေကတန်းနေရလို့ဆိုပြီးဘူကီညှက်ပလိုက်တယ်ဒါနဲ့ကအဖေကိုဘူကီတန်းခေါ်ကြရောအဖေကဘူကီတန်းနာမည်ကိုကြိုက်တယ်ဇမင်းသားနာမည်ကိုအမိနာမည်ကဒေါ်အေးညိုတခါတော့အဖေကအမေကိုပြောတယ်
အင်းညိုငါလဲရောင်ကြီးဝင်ငတန်းကဘိုကေတန်းဖြစ်ပြီးနင်လဲအင်းညိုကဩဘာညိုမှဲ့ဟာဇက်မြိုင်ထကရအောင်ဇမင်းသားတော့ဖြစ်ချင်သေးဟာဇက်ခုံပေါ်တော့ဇမင်းသားခင်ဗျာမများတကူဟာအင်းညိုတို့ကဘယ်နဲ့မှမနေပါတော့တော်ယူနိုင်လို့လှုပ်ကြွေးနိုင်လို့ကတော့ယူစီမောင်မင်းပဲမိဖုရားကောင်းကြီးရဲ့နှမကယူစီချင်းတေယူစီချင်းပေတိမောင်တော်မှာတဲကြီးမဟန်လာလေတော့မန်မကြွဝင်ပေါင်ဗျာမိဖုရားကောင်းကြီးမှာတော့ဗါတဲ့ဗျာချိတ်တက်ထက်ကျွေးတစစ်ပိုးတရချီတစစ်ချက်ရားပွင့်အပေါက်ယူရီးယားပန်းပြောက်ကဲ့သို့နန်းလောက်တဲ့ memory ဘယ်ပကြီးကလှရတော့နှမရဲ့ဘာတော့ချက်ရားပွင့်အပေါက်ဆိုတာချက်ရားပွင့်ဘော်ကျဲထိုးတာကိုပြောတာဟာအဖေနဲ့မိအဲ့ဒါလိုပြောကြတယ်ဆိုတာကညဘက်အရက်ကလေးထွေလာမှပြောကြတာပါမနေ့ခင်းမှာတော့အဖေပါဇက်ကစကလုံးတစ်လုံးထွက်ဖို့ရဝေးပါသေးရဲ့အဖေကမူးလာရင်စကားတွေပေါ်လာတယ်လို့တချင်းတွေဆိုခြင်းဆိုတော့လားအဖေတို့မိတို့ကရွာမှာတော့ချောင်ချောင်လဲလဲရှိကြပါတယ်လှဲနဲ့နွားနဲ့ជីကပုတ်ကက်နဲ့တီတီပပနေနိုင်ကြသူတွေပါជីကြဆိုတာကတချို့ကမသိကြဘူးညီကြီးပေါ်ရိုက်ပက်ကပြီးစပားထဲတော့ကြခေါ်တယ်စင့်ခံပြီးပုံနဲ့စပားထဲတာကជីခေါ်တယ်ပြောရတာပါခေါင်းမနဲ့ဂုံးမညီမဖူရတိမ်နဲ့တူနေပေသည်လို့အဖေနဲ့တွေ့ရခဲ့တယ်အဖေကမနက်ဖက်4 နာရီလောက်ယာရောကိုထားသွားတော့ခေါင်းမတို့ကမနိုးသေးဘူးခေါင်းမတို့ညီမကတရွာကိုကြောင်းသွားတက်ကြတာကိုခေါင်းမတို့ရွာမှာမူလာရန်ကြောင်းမရှိဘူးနည်းနည်းဝေးတဲ့တပူမရွာကိုထမင်းတုံနဲ့သွားကြရတယ်ခေါင်းမက17နှစ်ဆိုတော့4တန်းဂုံးမက9နှစ်ဆိုတော့3တန်းညနေဘက်ထပ်ပူမကရှောက်ပြန်ကြတော့မိုးချုံနေပြီမိုးချုံရင်အဖေကရွာနောက်ဖြားကပုံစံရောက်ပြီအမေကပုံစံဆိုလို့တာပုံစံပြောရတာပါဘာမှန်းတော့မသိအမေကိုမေးကြည့်ရတယ်ဟဲ့ထရေရောင်းတာကထရေဆိုင်အရက်ရောင်းတာကဘုံဆိုင်ပေါ့အရက်ဆိုင်မခေါ်ပဲဘာဖြစ်လို့ဘုံဆိုင်ခေါ်ကြတော့အမေရဲ့အရက်သမားတွေဒီတင်ရတယ်ဘုံစကန်းထားပြီးဘုံစုံကြလို့တာခေါ်တာနေမှာပေါ့ဤပြောရတာပါအဖေကိုအရက်သမားလို့ပြောဖို့တော့ခက်သားပဲနေကုန်နဲ့နေကန်ပူကြီးလောင်ကြီးတဲ့လောက်ရတာဆိုတော့အလုတ်ပင်ပန်းလို့နည်းနည်းပပတောက်တာနေမှာပေါ့လေလို့ခေါင်းမတွေးတယ်အဖေကမိသားစုအဖို့ရာအလုတ်သိပ်လောက်တာတိတော့တခါတလေအဖေကိုတနာမိတယ်အဖေကပျော်နေတတ်တယ်လို့ဘသူ့ကိုမှစူးစူးဆဲဆဲမရှိဘူးအရက်မူလာရင်ပိုးပြီးတောင်သဘောကောင်းသေးတယ်မှတ်တာပဲညနာကပြုံးနေတာအဲ့ဒီချိန်ပဲခေါင်းမကအရက်ကကောင်းလို့လားအဖေရဆိုတော့ဘယ်နဲ့ပြောပါလဲငါသမီးများတော့အဖေကတိုက်ချင်လိုက်သေးတာယောက်ျားလေးတွေမဟုတ်လို့တဲ့ညဘက်အဖေပုံဆိုင်ကပြန်လာလို့ထမင်းစားတော့ခူးထားတဲ့ထမင်းတွေကအေးနေပြီအချိန်ခါနဲ့စားတာမဟုတ်တော့အမေကထပြူပြီးကျွေးတာမျိုးဘယ်တော့မှမရှိဘူးအဖေထမင်းဝိုင်းတာထိုင်တာမျိုးလည်းမရှိဘူးအဖေရဲ့မခံနိုင်လို့တဲ့ခေါင်းမညီအဖေကိုထမင်းကျွေးလိုက်လို့ပြောယုံပဲထမင်းကခူးပြီးသားပါဝါအုပ်ဆောင်လက်ပေးယုံရဲ့အဖေကပြုံနဲ့ဟင်းဘက်ခံတွေကဟင်းကိုထမင်းဘက်ခံပေါ်မောက်ချပြီးလေတန်တရှိမြအောင်စားတော့တာပဲထမင်းတွေကအေးနေတော့အဖေကရွဲ့တယ်ထမင်းမြအတလောက်ပူရင်ရှာကျွတ်ကြတတ်တဲ့ဗျာတဲ့တခါတလေတော်တော်လေးမူးလာရင်အိမ်ကပြင်တက်တာနဲ့သမီးရေခေါင်းမအဖေထမင်းစားတော့မယ်ခြေစေးရယူခဲ့လို့ပြောတတ်တယ်လက်စေးရပါအဖေရေမပြောမကောင်းအမေတို့ရွာကလက်သမားဖိုးကန်လို့လဲလာတထောင်ပေါ့တဲ့ခဏပါဟဲ့နော်ဘဲဦးအဖေရဲ့လောကမဲ့ဘဲမတွေရှိလို့အဖေအသက်နဲ့ခံတာမြဲတဲ့ဗျာဘဲမများတော့ကျမ်းမာချမ်းသာကြပါစေမေတ္တာပို့ရသေးတဲ့ဗျာဟေးဘဲတွေကျမ်းမာမှဖြစ်မှာအနိကဟွန်တုအပြာပိစောဟွန်တုညီတို့အမေအေးယိုညီတို့အမေအင်းညိုအရင်ဘဝကဘဲမများဖြစ်ခဲ့ရောသလားဟဲ့မေးစမ်းပါအောင်အမေကအတွင်းကန်းတွေကကြာရတော့ထအော်တယ်ဘဲဥဘဲတော်ရည်တဲ့ရွာတဲ့ဘဲဥစားနိုင်တာတော်နဲ့တကြီးဥပေါက်တာရှိတဲ့အဲ့လိုပြောရင်အေးဟုတ်လောက်တယ်တို့တကြီးလေးကြည့်လိုက်ရင်ဘဲဥရုပ်ပေါက်နေတာတဲ့ခေါင်းမကတော့အဖေပြောရင်ရေးတာပဲတကြီးကဝဝလုံးကြီးကိုအဖေကပြောတာပါဘာဟင်းချက်စားရှာတာပါပဲ
သားဖလေးယောက်တအိုးဆူပေသည့်အခင်းထွက်တီးနှံကမိုးကောင်းလေကောင်းပါမှထွက်တာမဟုတ်လားမိုးကောင်းလေကောင်းပြန်တော့ပေါက်စီတိုက်စီကဈေးကောင်းပါမှဖြစ်တာကို17နှစ်သမီးဆိုပေသည့်ခေါင်းမနားလေတယ်ခေါင်းမတို့ကလည်းဘဲဦးချက်နဲ့လူဖြစ်ရတယ်လို့တောင်ပြောနိုင်ပါရဲ့အဖေပြောလဲပြောစရာအင်းညိုနှက်ချံအပြောင်းလဲလေးဖြစ်အောင်ဘဲဦးချက်ဟာစိတ်ကူးပြီးသားပါတော့ကတိကတက်နှလုံးကြံနေလို့ငါစီကနှလုံးမှာယူချက်ကြောဟာလောက်ငါသွားခေါင်းမတော့ရှိတာပဲခေါင်းမကကလေးဆိုတော့အဖေဘာပြောမှမသိပါသဘောမပေါက်ပါဘူးဖေးကိုပြောင်းသေးတာပါအဖေကဘာကိစ္စဘဲဦးနှလုံးဝတ်ထားတာတော့နဲ့အဲ့လိုဆိုအဖေကရီရောအဖေကထမင်းစားပြီးရင်အမေလိုက်တဲ့ပြောင်းဘက်ကိုဖွာတော့တာပဲပါဇက်ကလည်းစကားတွေပြောချင်လို့အကြောင်းရှာတယ်ပြောစရာမရှိရင်တောက်လက်စပြောင်းပတ်လေအကြောင်းပြောချင်ပြန်တယ်ရွာနောက်ကသူကြားလာတာတွေပြောချင်ပြန်တယ်သူမခံချင်တဲ့စကားပြန်နှွေးပြီးပြောချင်ပြောနေတတ်တာလည်းရှိရဲ့အင်းညူတို့ဖေရလက်ထက်တော်ကပြောင်းပူပတ်စည်းလေးရောရှိလားဟာကျုပ်ပဲသိပါမဟုတ်တာမေးကြရောမယ်ခက်ပါကိုပြောတာပြောရတာအင်းညူလေးတဲ့ပြောင်းပတ်များကောင်းချက်တော့ရှာခွဲအာခွဲလိုက်ကြရောနေဟာကစေးရဟုတ်ကဲ့လားဟာငရုတ်ပင်များစိုက်ထားရောလားပြောချင်တာကအဖေအကြောင်းမှာအဖေကခေါင်းမတို့အိမ်တော်ရသားကြတဲ့အထိအသက်ရှည်ရှာပါရဲ့အရက်တော့တေးတဲ့အထိတောက်သွားတယ်လို့ပြောရမှာပေါ့ဒါပေသည့်ပြောခဲ့သလိုပဲအဖေအရက်တောက်တာစိတ်မငြိမ်ရဘူးမတောက်တဲ့အချိန်ပြင်းစရာကောင်းတလောက်တောက်ရင်တော့အင်မတန်ပျော်ရတယ်တခါများအရှက်များလို့ထင်ပါရဲ့အန်တော့အမေကအရက်သမားအန်ဘတ်ယွန်လို့တဲ့ခေါင်းမလှုပ်ပေးလိုက်တဲ့ခေါင်းမပဲရေတပုံးခတ်ပြီးဆေးရတာပေါ့အဖေကပြောသေးတာငါသမီးမယုံနဲ့အဖေကပညာရှိသူတော်ကောင်းရဲ့အခုအန်နာတွေကပညာတွေအန်တာနှမျောချက်ပြတဲ့လေအခုတော့ခေါင်းမအရွယ်ကကြော်လို့မက်ကောင်မဒေါ်ကောင်မအရွယ်ရောက်ပါပြီခေါင်းမအပြူမမဲ့တမဲ့အရွယ်မှာကိုကကြိုက်မိတာကိုဖအိမေကပါသဘောတူတာရောဆိုတော့ရွာကကြောက်အိုးနေညာတယ်ကြောက်အိုးကလည်းတောင်သူသားပါပဲညီကိုမောင်နှမတော့များတယ်ကြောက်အိုးကသူတို့မောင်နှမတွေမှာအကြီးဆုံးနွားအယောင်းဝယ်အလဲထက်လုပ်တယ်မက်ကောင်မတို့အိမ်ရောက်ပြီဆိုတော့အဖေပူကေတန်းရဲ့လေတွေဦးစီးရပြီရောက်ခမလေတွေလောက်ရတကောရဲ့လို့စိတ်မပါလိဘူးရွာစဉ်ထွက်နွားအလဲအထက်လှုပ်ချင်တာကပူတော့မကောင်မကရွာစဉ်ကောက်ကက်သွားချင်ရပါမလားရဲ့လို့ငေါ့ရတာများပြီအမေတော်ရင်ညိုရှိပေသည့်ဒီကိစ္စမှာအမေကညံ့မပါပါဘူးတမက်ကစိတ်မပါတော့လဲစရင်ကရှာရမှာပေါ်တယ်ကြီးတဲ့မကောင်မကတော့လက်မခံဘူးတောင်သူသားဖြစ်ရကလန်းနဲ့အခင်းနဲ့မစင်းကျင်တာကိုအားမရဘူးလင်ကရွယ်သူတငယ်ချင်းဘဝကညားရတာဆိုတော့ကြောက်အိုးခေါ်လိုက်တာပါပဲကြောက်အိုးနဲ့မလဲမနဲ့ဆုံးခံချိန်တော့ကြော်ပြီခုထိရာတော့ရောက်သေးဘူးအဖေတော်ကများမနဲ့ဖက်အဖေမျက်နှာမြင်လိုက်ရတယ်ကိုမရှိဘူးဝရိယလေးထားမပေါ့ဒါနဲ့စားရတဲ့ဟာငါစိတ်ကူကတမျိုးကောင်မရနင်တို့အိမ်ကနွားလေးကောင်ကဈေးကောင်းရနိုင်တယ်နှစ်ကောင်ကလဲလို့ထက်ရတယ်တိုင်းမသိတော့ဘာယာနတိဟာမင်းမသိတော့ပြမရက်ဟာနွားမသိတော့နကြနီဟာနင်တို့အိမ်ကနွားတကောင်ကအနီမွေးမှာအပြာဖြောက်တာတကောင်ပါတယ်ငါသဘောတော့ထုတ်လိုက်ချင်တာပဲကောင်းတာကအပြာမဟုတ်ပဲအမဲဆိုရင်လက်ခမောင်းတာခတ်တော့နကြနီမဲကုတ်ခေါ်တယ်ကျန်နာတွေကသုံးဖြစ်ရုံတော့ဟုတ်တာပေါ့နပြတွေကမဟုတ်ပဲနရွှေနီနဝါနီဆိုရင်မဆိုးလာဘူးသူ့ပေတိနင်တို့နွားတွေကအင်္ဂယုံနဲ့ကြည့်တော့ဈေးလေးလုံးမပြည့်ဘူးဘာစီရီတုံးဟဲ့နာရန်ခုံးစီခွာလုံးစီတဲ့မျက်လုံးပြူးစီနှာရှူးစီတဲ့နွားများနှာရန်ကလေးကပိုးတောင်မှာအခွန်လေးလိုခုံလေးနေမယ်ခွာလေးတွေကလေးဘက်ကျထက်သီးလုံးလောက်ကလေးတွေစွထားသလိုရှိမယ်မျက်လုံးလေးတွေကမျက်စံကြီးကောင်းကောင်းနဲ့ဗန္နာသီးများလိုရှိမယ်နှာခေါင်းနာရောင်ကလေးနာရောင်လိုရှူးမယ်ဆိုရင်ကောင်းပြီပြောချင်တာကကြောက်ဦးအပူတွေမပြောနဲ့အိမ်မှာဘယ်နွားမှထုတ်မရဘူးနဗျာမကလို့မဲနေဖြစ်
ကိုရာကိုကိုင်းရှိရဲ့နဲ့နေရောင်းတော့ဝယ်လုပ်ရမယ်လို့စက်တဖူးစူးမဖြတ်နဲ့စက်တဖူးဆိုတာစကားကြတော့ကြောက်ဦးကမလျှော့ပြန်ဘူးနွားများတော့ထိတ်ကြမှာစက်တဖူးပွင့်လို့အချွန်းကလေးပါမှလှတာခေါင်းမရဲ့ဂျိုးကြတော့ကောပတ်ကားတဲ့ဂျိုးရောင်နဲ့ဂျိုးလက်ပြတဲ့ကြက်တူရွေးတဲ့ဂျိုးကုတ်တဲ့ဂျိုးတဲလူးတဲ့ဂျိုးတုတ်တဲ့ဘဲထောင်ညာလဲတဲ့နင်းနဲ့ငါစကားမပြောပြအောင်ဟာစကားမပြောဖြစ်ပါဟာနွားကြိုများလို့ဆိုရင်တော့နင်ကဘဲထောင်ငါကညာလဲတော်စမ်းမှာငါပြောတာကတခြားနရှင်ထက်တခိုးကနှမျောဘူးလူလုံးကြီးတက်လာပြီးလက်ထပ်ပွားမလို့ရှင်နဲ့နွားဆိုမှာတော့တဘိုးတက်ရင်ရုံးသာကြီးပေါ့ဟာနပိန်ထူလူဝှိနနက်သေးစေးပတ်ဝင်နမထန်သားမခင်ကြောက်ဦးနိမိဘတွေကလက်ဆက်တက်တော့နဘောအစွန်ထုတ်လိုက်တာပါလားဟဲ့ယောအဲ့ဒါခက်တာပဲအစွန်ထုတ်ခြင်းလွယ်ပါဗျာငါတက်ပါတော်တော်ကြောက်ဦးရေနပိန်အသားမထုနဲ့တွားတော့ထတော့သူများတွေရာကတော့ပြန်ကြတော့မယ်မရပါဘူးကြောက်ဦးကအချိုးမပြောင်းတော့အမေပြောသလိုစရင်ငါတက်ခါခေါ်ရတော့တာပါတက်ခါကလည်းဖင်လဲပေါ့ပါရဲ့အလုတ်လဲမြဲပါရဲ့ရာကိစ္စကိုင်းကိစ္စလဲအိုးရန်ဆန်ကတ်နားလဲပါရဲ့အရက်တောက်တာကပြဿနာတောက်ကမှတောက်ကရောတက်ခါထက်ကောင်းတဲ့လူကလည်းမရှိတော့အရက်ကိစ္စတီးခံရတယ်တက်ခါကငယ်တော့မကောင်မအောင်မကောင်မတဲ့မကောင်မနဲ့ကျုပ်14နှစ်သားကတောက်တဲ့ရက်ထောင်းကနေဖြတ်ဖို့ကခတ်သားပဲဗျခင်ဗျားတို့လုံးမထိခိုင်ပြီးတာပဲကျုပ်ကအရက်တောက်လို့လုံနိုင်တာမကောင်မယောက်ျားကိုကြောက်ဦးအရက်မတောက်လို့ခါမကျိုးတဗျာကဲမကောင်မမှားလိုက်တာဗျာလင်းယူကလေးကအရက်သမားရှာယူရမှာအောင်မခုံဖက်နဲ့ထောက်ကိုပြန်ရောမယ်တွားနစာကျွေးချီကြောက်ဦးကရှာကင်းတဲ့အလုံးလုံးဖို့စရင်ကရပြီဆိုကြတဲ့ကနေရောင်းနဝယ်ရဲ့လို့ထွက်လိုက်တာမကြတယ်တီလားရှင်လားမသိရပါဘူးတခါတော့တဆင့်စကားနဲ့မကြီးပုတ်ရွာဘက်မဲ့တွေ့သူကတွေ့ခဲ့တယ်ကြားလို့နောက်စနေမှမလာရင်အိမ်မှာစွန့်သွတ်တော့မယ်လို့လူကြုံနဲ့မှားလိုက်ရတယ်ဒီတော့မှကြောက်ဦးကပတ်စံတွေနဲ့ပြန်လာတယ်ပြောပါတော့ပတ်စံကိုမကောင်မကမအပ်ဘူးပတ်စံကိုမကောင်မကိုမအပ်ဘူးရောက်ခမတော်ကြီးညူကိုအပ်လေတော့ခေါင်းမရဲ့ငါတမက်လည်းတစ်ဖက်ကငွေရှာနေတာပါအေးမစုမဆောက်မှနဲ့ဖြစ်ကြရောပြန်လာလိုက်ထွက်သွားလိုက်ပျောက်သွားလိုက်ဆိုတဲ့ကြားကပဲမကောင်မကိုဝင်ရကြရောအိမ်မကက်တဲ့လင်းတော်မောင်ကြောက်ဦးကလည်းတရွာကူးရင်တန်းရင်တောက်ရင်စားရင်ကူးလာတယ်ထင်ပါရဲ့အရက်တောက်တက်လာတယ်တခါတလေရွာကိုနွားလာဆိုရင်3-4ရက်နေရတခါအိမ်ကအရက်သမားစရင်ကတက်ခါနဲ့တွဲမိရောမကောင်မလင်းရကန်ကောင်းပေါ့ဗျာအခုကြောက်ဦးကအရက်များကျုံနောက်မှလည်းတောက်သည်ကျုပ်ထက်လည်းပူတောက်နိုင်သည်တောက်တမနှစ်တောက်တာပြို့တခါကအရက်လဲကြိုက်ပါရဲ့တကယ်တော့စက်သမားအရက်ကလေးမူးအောင်တောက်ပြီးရတဲ့အချိန်ကြက်ပိုက်ရင်ကြက်ဝိုင်းပြေးတော့တာပါတခါတလေနွားစာစင်းရင်နေရာကနေထပြင်းပြေးတယ်နွားစာချင်းနဲ့နဇာထက်ပဲမုံပဲကြီးထက်ဖွဲနှုတ်ထက်မူရကစက္ကနဲ့ပျောက်ချင်းပျောက်တော့တာလည်းရှိတယ်ဒီလိုသွားပေသည်သူ့တာဝန်တော့အပြတ်မခံဘူးညမောင်လို့မလာဘူးတော့မရှိဘူးရေနံမိကွက်ကြီးထုံးပြီးတကြိုးနဲ့နွားစာစင်းချင်းဆင်းလက်လေတော့မကောင်မပြုံးမဖြစ်ပြန်ဘူးတရက်တော့မကောင်မယောက်ျားကြောက်အိုးနဲ့အိမ်ကစရင်ကတက်ခါတို့နှစ်ယောက်မူကြီးပြန်လာကြတယ်တောက်ကြတော့ကအကောင်ပြန်လာကြတော့လေအကောင်အိမ်ယောက်ကအိတ်ကတင်ပေါ်ထိုင်ပြီးစကားတွေပြောကြတော့မှစကားများကြရောအမှုသမားတွေရဲ့ထုံးစံပါရဲ့လို့ရောက်ခမတော်ကြီးညွန့်နဲ့မကောင်မတို့ကတီးခံပြီးအိမ်မော်တက်နေကြရောအမှုသမားနှစ်ယောက်အောက်ထပ်မှာပြောနေကြတဲ့စကားတွေတော့ကြားနေရတာပေါ့လေအကိုကြီးကျော်အိုးကိုမိမဲနဲ့စကားမရောက်သေးဘူးဘာရုံးမင်းကပြောကွာဒီလိုပါစက်သမားဆိုတော့စက်မှာတော့ပြားဆိုတာအဖြူမှာအပြာဖောက်တယ်ဗျာပြားကြားခေါ်တာပေါ့အကိုတို့နွားကြတော့ပြားကြားရဲ့လို့ရှိရောလားကျုပ်ကအဲ့ဒါသိချင်တာမင်းတီးရဲ့ကြက်ရောင်လေးပြောစမ်းပါအောင်စုံပါကောဗျာခမားနဲ့အနက်မွေးပါတော့ဥပန်းအဖြူမွေးပါတော့ဖောင်းအတောင်ပြဖောက်တော့ဗျာအပြာနဲ့အဝါဖောက်တော့ဗျာဥပန်းအပြမအနီဖောက်တော့ဗျာနီခါးနဲ့လဲစံနေတဲ့ကြက်တော်ချိတ်ခေါ်တယ်မိခိုးဆွတ်တော့
မိကိုဆွတ်တော့ဗျာမိကိုကြက်မဲတော့ကြီးရဲ့ကြက်ဝါတော့တုတ်အဖြူဆွတ်တော့ဇင်းရောခါမွေးဝါဖောက်တော့ကြက်ငုံရှိပါသေးကိုမင်းပြောတဲ့ဂျာချက်ကကြက်အလိုတော့ဘလူရှိလို့တော့ကြက်ကောင်းလားကြက်ညံလားကောင်းလာကြည်ဗျာဘယ်ပြောကောင်းမလဲခုချက်ပြင်းတယ်တောင့်တယ်မာတယ်ရင့်တယ်တတိတော့မဆန်းတဲ့လူတော်ထောက်ခုဝန်ဗျာဂိုင်းနွားကြတော့ဗျာကအယောင်ကိုပြောတာဟုတ်ဘူးကွာစရင်900စပယ်ဖြူတို့ဆက်မွဲတို့ဆိုတာနှစ်ကြောင်တွေဖောင်းဆိုတာကြက်မွေးနွားမွေးကိုပြောတာမဟုတ်ဘူးအယူရကိုသားကိုရီကိုပြောတာကိုသားကိုရီကိုပြောတာခတ်ပါကွာအသားပွားစီစီလို့ပြောတာမဟုတ်တာဗျာကြက်မှာအယောင်ကအတောင်လက်ကိုပြောတာပါကြက်ကိုတော့အခုနွားနဲ့မနိုင်နဲ့လေဗျာလောကမယ်ကြက်ကတက်တီခဲပဲကြက်ထံညာနွားကตายရောလားမဟုတ်တာသူရင်းထိုင်ဆိုပြီးစကားမကက်နဲ့လေဗျာအမေမင်းကလားငါ့ကိုဟုတ်တယ်လေကြက်ဆိုတာအချင်းချင်းတောင်ရှောင်းတာမဟုတ်ဘူးရဲ့ဝိုင်းနဲ့မျက်နှာချင်းဆိုင်မီလို့ကတော့ရေကုန်ရေကန်းခွတ်တယ်ရှိတာခမရတို့နွားတွေကရေကုန်ရေကန်းဝှိတယ်ရှိလို့လားကျုပ်တည်တော့မရှိဘူးနော်ကိုစရာအလကားနှပြင်းတွေကဲဖြင်းအောင်ကွာကြောက်ဦးနဲ့တက်ခါတို့ကြက်နဲ့နွားကိစ္စစကနိုင်လူကြရင်ထနှစ်ပန်းလုံးကြတာများလေးနှစ်တစ်ချောင်းကြီးတွေနဲ့လှုပ်ထားတဲ့အေးကတင်ကြီးတောင်ပြုတ်ထွက်မလားထင်ရတယ်မကောင်မကတော့အပေါ်ရက်ကကျေးစင်းလာပြီးကြက်လဲတော်နွားလဲတော်ဟေးလို့အော်ရင်းကရေတပုံးနဲ့ဆွဲလောင်းတော့မှရက်ကြတော့တယ်အဲ့ဒါတနေ့ကိစ္စမဟုတ်ဘူးညနေတိုင်းရင်အတူတူထွက်သွားကြတယ်ဗမာဘလူတောက်ကြတယ်မပြောတတ်ဘူးပြန်လာတော့လေတယောက်ပခုံးချင်းတိုက်ရင်ပြန်လာကြတာပဲအေးကရင်ကြီးပေါ်ရောက်ရင်တက်ခါကကြက်ချောင်းလဲစရောကြောက်ဦးကနွားကောင်းချောင်းဝင်ကြရောမကောင်မကလည်းလိုရမယ်ရေတပုံးတည်ထားရရောတက်ခါပြောပြမင်းတို့ကြက်တဲ့တိုက်ကြက်ကောင်းတကအများဆုံးဘလောက်ပေးရတော့တကယ်ခုလက်ကောင်းပြီဆိုတန်းဝင်ချက်2သိန်းအောက်ထစ်ပေါ့ဗျာဘယ်ရမလိမ့်တော့ဆိုတာဘာစကားလဲမင်းကနွားကိုစင်ခေါ်တလားဟဲ့ကောင်ခမည်းကမေးတာလေကျုပ်ကဖြေတာလေဂျားထဲမှာဘာမှလို့တော့2သိန်းလောက်တော့နှကောင်းများဆိုခွာတပပိုးရှိတာပါကွာမရှင်ရင်စမ်းပါနဲ့သူရင်းနိုင်နဲ့သူရင်း9လောက်ကွာတဲ့ရဲ့ဒါကတရဝချင်းမဟုတ်တာဟုတ်ခမည်းကညစ်ကက်တာပဲကက်တယ်ကွာထိုးကြကြိတ်ကြပြန်တော့မကောင်မဆင်းရပြန်ရောရေပုံးနဲ့လောင်းရပြန်ရောမလောင်းရဘူးဆိုရင်တပတ်3ခါလောက်တော့လောင်းရတယ်အချင်းချင်းထိုးလို့ကြိတ်လို့နှစ်ဖူးပဲဒူးပဲမရှိပေသည့်အေးခရင်ဘော်ကပြုတ်ကြလို့ထိတ်ပေါက်ခေါင်းပေါက်အကျောညက်အကျောတင်ဂုတ်လေဆောင်းဖြစ်ရတာကပူသေးတယ်အမေတော်အင်းညူကတရက်တော့မေးတယ်ခေါင်းမညီဘယ်နဲ့စိတ်ကူတော့ဘာကိုလဲမေရအရက်တောက်တာပေါ့အေးဘာရမလိမ့်တော့ရာလဲမကြည့်ဂိုင်းလဲမျက်စောင်းမထိုးတက်ခါကလည်းငကိုကအရက်အသလောက်မတောက်ပါအေးညီးလင်တဲ့အတွဲမိမှာသူရင်းနိုင်ဖြစ်နေသည်ခုမှကြက်နယ်နွားခွမိနေကြပါကောလားခေါင်းမရဲ့ကုတ်ကကိုင်းပြီးလှုပ်ပလိုက်ရုံပေါ့အမေရဲ့နှစ်ယောက်စလုံးမထူးဘူးကျုပ်လင်ကညစ်တာပူသည်ဒေါ်အင်းညူကအသက်ရရှာပါပြီတီလာကောင်းလို့အသက်ရှည်ရပေသည်ရာကိစ္စကိုင်းကိစ္စတွေမှာစိတ်မရှိတော့ဘူးတားမိတွေဘလို့စားလောက်ငါနေတာကလည်းတကြောင်တရားကလေးနဲ့နေချင်းတော့တာကလည်းတကြောင်ဆိုတော့ရွာဦးကဆရာတော်ရိတ်တာကြောင့်မှအနေများပြီအမေပြောလဲပြောစရာအဖေလည်းရဲတောက်ခဲ့တာပါပဲအဖေတော်ကများမကောင်မတို့ပျော်တော့ပျော်ရသေးရတဲ့လင်ကြမှာဖီဟဲစီးဟဲအော်ဟဲဟဲ့ရိုက်ဟဲနှက်ဟဲမရှိတာကလွဲရင်နေစာဒူးကအရက်နဲ့ပြီးနေတာမဟုတ်လားဒီဘက်တနေ့နဲ့အရက်ဖက်လာတော့နယောင်းနှဝဲကပြန်ရင်ငွေမပါခြင်းပင်ဘူးရွာကကြိုင်နွားဝယ်ပေးလိုက်ရအောင်ကလည်းအရင်ပဲ့ဖို့များလေတော့နွားအယောင်းဝယ်ကိစ္စမလဲပြစ်အောင်အိမ်မှာချော့ထားရသေးတာအိမ်မှာရှိပြန်တော့တောက်ပြန်ရောထွက်စီဆိုတော့မှလည်းအခက်ဝင်စီဆိုတော့လည်းအခက်ဘယ်နဲ့များလို့ရပါအမေကတော့နွားနဲ့ကြက်ခွဲထားမှဖြစ်မှာပေါ့အေးတဲ့ပြောတော့တာလွယ်တာလေကြက်ဆိုတဲ့တခါမရှိလို့ငါလည်းမဖြစ်ဘူးနွားဆိုတဲ့ကြောက်အိုးကလည်းတော်ထားရတယ်လေကြောက်အိုးနဲ့တခါမတွဲမိတော့ကလည်းတခါကလည်းတရင်ကားဆိုတော့များတောက်နိုင်တာမဟုတ်ဘူးအာသာပြေလောက်တောက်နိုင်တာကိုကြောက်အိုးကလည်းနောက်မှတက်လာတဲ့ပညာဆိုတော့ကနဦးကဒီလောက်မမူးလာဘူးပြောပါတော့နှစ်ယောက်တွဲမိတော့မှကြောက်အိုးပတ်စံနဲ့အိုးကြီးကွဲတောက်ကြတာဆိုတော့ဒီနှစ်ယောက်ခွဲမတော်မယ်ပေါ့ကျုပ်တော့ဒီလိုစဉ်းစားတယ်
သူရင်းကတခါကိုအိမ်မှာမထားတော့ဘူးရှာရောတဲ့တဲထိုးပြီးအိမ်မှာထားမယ်နွားကြီးနားစာစဉ်အောက်ခြေသိမ်းအလုပ်တော့အိမ်မှာလာလို့ရမှာပေါ့ညီးလင်ကတော့ကြောက်ဝိုးကိုအပြစ်မထွက်ခိုင်းတော့ဘူးအိမ်မှာပဲတောက်စီအမိန်တော်ထုတ်ယုံမော့အမေရဲ့အေးပေါ့အေးတို့အိမ်ကအရက်သမားနဲ့တပါနှကွန်းတကွန်းစီဆောက်ပြီးကိုးဝယ်ချရုံပေါ့ကြောက်အိုးကပြောကြကြည်ဆိုရင်ဘာလုံးမှမရှိဘူးဟိုရောင်ဒီရောင်နဲ့ယာရဲမွေးသမျှနွားချီထားသမျှနွားမှန်သမျှမိုးလင်းကမိုးချုပ်လိုက်ကြည့်ရင်ဂျိုးကဘလို့အယောင်ကဘဲတဲ့ခွာကဘဲနဲ့တွားကဘဲတို့မွေးတို့မွေးရှိကဘဲချမ်းသာသဘောထားပေမျိုးနဲ့အချိန်ကုန်ရတာများတယ်ထမင်းစားခြင်းတော့လဲနွားမွေးတဲ့အိမ်တွေမှာစားတာများလေတော့တနက်တက်တာရတာများပြီညနေမိုးချုပ်ပြီဆိုရင်တော့အိမ်ရောက်အောင်ပြန်တယ်အိမ်မှာတောက်ရမယ်ဆိုတာကိုအရက်ကိုဘုံဆိုင်ကဝယ်တာဆိုတော့ရှာပပမွေးထားတဲ့သားဖြစ်သူပေါချုံကဝယ်ပေးထားတတ်တယ်ပေါချုံကအရွယ်ကလေးရမယ်မကြံသေးဘူးအဖေအရက်ဝယ်တော့ဖြစ်နေရပြီပေါချုံကကိုရင်လူထက်ဆိုတော့အဖေကိုအရက်မကောင်းကြောင်းကြုံတိုင်းပြောလို့မအေးကဝမ်းသာရှာရဲ့အရက်ဘာများကောင်းလို့လဲအဖေရပူခါခါနဲ့ပါအဲ့ဒီပူခါခါကအရသာပေါ့ကွာငါသားရမင်းနဲ့အလူဗျာအရက်ကပူခါခါဆိုတာကိုမင်းဘယ်နဲ့သိပါလိမ့်တောက်ကြည့်လို့သိတာပေါ့အဖေရအဖေရွက်သားဝယ်ရင်ကျုပ်ကတဆွတ်တောက်ကြည့်တာကြာပေါ့ငါသားကနွားအလိုပြောရင်မအေးနမကြီးနိုးလာ20ဆိုပြီးသားနှဖြန်းတွေလိုအရွယ်နိုးခွဲကစားနထီးကြတော့နပေါက်နမများတော့မဒန်းနွားများနှစ်ခွဲအရွယ်အင်မတန်တန်တာပေါ့မင်းနဲ့နဖာထိုးခေါ်တယ်နဘိုက်ဆိုရင်ပြောမနေနဲ့တော့အရှက်များတန်းတော့နဖာထိုးအရွယ်မတောက်နဲ့လကွာအဖေကြတော့တောက်ပြီးကျုပ်ကြမှာမတောက်နဲ့ဆိုတော့ရာယိုးလားအဖေရအဖေလည်းမတောက်နဲ့ပေါ့ဗျခတ်ပါတော့ကွာအဖေကနွားလို့ဆိုရင်တကြဲရီယိုဗျချိုတဲလူဗျနန်းတူနန်းရှိဗျမထူးတော့ဘူးလကွာအဖေတောက်ရင်ကျုပ်လဲတောက်မှာပဲဗျမပြောနဲ့ကျုပ်လဲနန်းတူနန်းညက်ပဲတောက်ကွာခွေးမသားနှစ်ပြင်းနှစ်ကြောင်ဖြစ်မဲ့ကောင်ဒီလူကစလိုက်တာပေါက်ချွန်းလူလားမြောက်တော့အရက်လားလဲမြောက်ပြီးပြောပါတော့အိမ်မှာအရက်သမား2ယောက်ဖြစ်ရပြီပေါက်ချွန်းကတစွတ်ဆိုတာရဲ့လောက်နဲ့ရက်တွေများလာတော့တနေ့ဘယ်နှစွတ်ရှိမှမသိဘူးပေါက်ချွန်းကလည်းမတောက်ရမနေနိုင်တော့ဘူးညနေတိုင်ရင်တကေးကေးနဲ့လီစင်ဘက်တက်တလို့ကျို့ပဲထိုးတလို့ဖြစ်ချင်လာပြီမအေးမက်ကောင်မကတော့စိတ်ဆင်းရဲယုံပေါ့ဖအေးဘူကေတန်းရှိတုန်းကလည်းတောက်ခဲ့တာသူအသည်ဖအေးအရက်တောက်လာရင်ကိုပြောရသေးတာမဟုတ်လားငကိုလင်းလူကောင်းကလည်းအိုးပြစ်အိမ်ပြစ်ရွာတကာနှစ်ယောက်နှစ်ထက်လက်ရကအရွယ်ဆွဲတာဖက်တင်ပြီးအိမ်ပြန်ရောက်လာပြီဒီအထိမက်ကောင်မဘယ်နဲ့မှမနေသေးဘူးသားလူမျိုးပေါက်ချုံးမတောက်လာပြီဆိုတော့ကအကြောင်းရှိလာပြီရှင်လူထွက်တဲ့73နှစ်ကအရေးတကြီးကြီးအမွေရတဲ့သားကိုမက်ကောင်မလို့သာပြောရတာသူ့အသက်လည်းမငယ်တော့ဘူးတချို့ကကြီးကောင်မအောင်ခေါ်ကြပေါ့စပင်နေတောင်ဖြူလှပေါ့သွားတောင်3ချောင်းလား4ချောင်းလားကျိုးပဲပေါ့ဟာအမေတော်အင်းညိုမရှိတော့ကလေးကကြီးကောင်မအိမ်မှာကြီးဆောင်ချက်နဲ့အဖွားကြီးနေရာယူရပြီအဖေတော်ကလည်းရက်တောက်တာဆိုတော့အမေခမဒီလိုပဲနေသွားခဲ့ရတာရဲ့ကြီးကောင်မလည်းဘာထူးလို့တော့လေငါအရက်တောက်လိုက်တာထောင်းထားလို့အိမ်မှာလူဖို့လုံးကြီးဖြစ်လို့ဒါပေမဲ့ကြီးကောင်မဘယ်နဲ့မှမနေပါဘူးမယိုသိစကားလင်စိတ်တောင်ပဲစီပဲရောက်မှန်းမသိဘူးယူထားမိတယ်လင်တနေ့ထမင်းသုံးနဲ့စားနိုင်ဖို့နဲ့အရက်ဝါလျောင်တောက်နိုင်မှုဆိုတာကလွဲရင်ခေါင်းနဲ့တခြားဘာမှမရှိခဲ့တာအမှန်ကြီးကောင်မတို့ညီမ2ယောက်ရှိခဲ့တာမှအငယ်မကုန်းမကရွာဖျားဝဲတစ်နှစ်မှာတရွာသားနဲ့လိုက်ပြေးကြတဲ့ကရွာကြီးပြန်မကတ်တော့ဘူးတရွာပါသွားလိုက်တာနဲ့အဖေရောအမေရောဆုံးလို့တရင်ရောက်လာတော့ပြန်မလာတော့ဘူးကုန်းမနဲ့ပတ်သက်လို့တရင်ကြားရတဲ့နောက်ကုန်းမလင်ကလည်းအရက်သမားတဲ့ရွာကလက်သမားဆရာအောက်ပြည်ဘက်လက်သမားလိုက်လို့ရင်တွေ့ခဲ့လို့အကျိုးအကြောင်းပြောပြလို့သိရတာပါဒါပါပဲကုန်းမတရင်နောက်ထပ်လည်းမကြားရပါဘူးတရင်ပေးခဲ့တဲ့လက်သမားဆရာတော်အရက်နဲ့ပဲသိရကြပေါ့ဘာပဲဖြစ်ဖြစ်ညီမတယောက်အနေနဲ့သူရစရာရှိတဲ့အမွေတော့လာတောင်းရင်ပေးရုံပေါ့ဒါပေတိမလာပါဘူးရွာကိုတစ်ခေါက်တစ်ချင်းနောက်လူလုံးလာမပြတာလင့်နောက်လိုက်ကြတဲ့ကဆိုပါတော့အဲ့ဒါတော့ထားတော့ခုကတားကြီးပေါချွန်းတော့အရက်ကလေးအာဆွတ်ချင်လာပြီဆိုတော့ကြီးကောင်မှပြတုတ်ရပြီတရက်တော့တားလက်ဆွဲပြီးရာဦးဆရာတော်စီခေါ်သွားခဲ့တယ်ပေါချွန်းကလည်းမအေးပဲခေါ်လို့ခေါ်မှမသိသေးဘူး
လမ်းရောက်မှမေကသူဖြစ်ရှင်တာကိုပြောပြတာပါအမေဘယ်တော့ပြဖုန်းကြီးเจ้าကိုဆရာတော်ကိုအရက်လူခံခိုင်းမလို့အမေကဘယ်နဲ့လို့ဖုန်းကြီးအရက်လူခံခိုင်းမှာတော့မဟုတ်တာအမေကဟဲ့နေအရက်တောက်တာမတောက်တော့ပါဘူးလို့ဖုန်းကြီးရှိမှအမာပဲနေခံခိုင်းမှာအဲ့ဒါလို့အလူခံလို့ရလို့လားအမေကကြုံမကြားဘူးပါဘူးဆရာတော်ကြီးကြောင်းရောက်တော့ဆရာတော်ကြီးကစာအုပ်တအုပ်နဲ့ကျောင်းပရင်းပေးမှာစာဖတ်နေတယ်သားမီးနှစ်ယောက်တက်ပြီးကြော့တာကိုခံယူတယ်လက်အုပ်ချီချကြတဲ့သားမီးကိုလက်ကြည့်ရင်ဘာများပါလဲလို့ငန့်တော်မူတယ်ဟဲ့ဘာတော့ဟာအရက်လူခံခိုင်းမှုပါဗျာဘသူကိုတော့ဟာအရှင်ဘုရားကိုအရက်လူခြင်းလို့ပါဖယားဟဲ့ဘယ်နဲ့ဟာတော့မအမေရနင်တို့မိုက်လာချီလားအဲ့တော့မှကြီးကောင်မကသူ့လင်ရောသူ့သားလူပြိုပေါက်ကောင်မအရက်တွေတောက်လာလို့စိတ်ဆင်းရဲနေရတဲ့အကြောင်းလင်တောက်တာဘယ်လိုမှမတက်နိုင်ပေသည့်တားတောက်တာတွေ့ရတော့မဖြစ်စေချင်တာနဲ့အရက်ဖြတ်ဖို့ဆရာတော်စီမှာအရက်မတောက်ပါဘူးရဲ့လို့ဂတိထားစီခြင်းလို့ခေါ်လာရတဲ့အကြောင်းဆရာတော်တန်ဃာတော်ကိုဂတိထားရင်ဂတိမပြောင်းလို့တောက်မှမဟုတ်တော့တဲ့အကြောင်းလေးရှောက်တယ်ဒါမျိုးကလည်းကြုံမူလာလေတော့ဆရာတော်ကလည်းအင်တင်နင်ပေါ့လေဟဲ့ငါလူသားနဲ့နင်သားမတောက်ရော်သလားနင်သားကိုတေးချအောင်မေးရောမေးပြီးပါပြီဖေမမေးရသေးပါဘူးဖေသားမီးနှစ်ယောက်ကတမျိုးစီဖြစ်နေတော့ဆရာတော်ကဖက်လက်စာအုပ်ပေးချရင်မျက်လုံးပြူးကြည့်တယ်ဘယ်နဲ့ဟာတော့ပေါ့ကြီးကောင်မကလည်းပြတာတလဲပြန်လျှောက်တယ်လမ်းမှာပြောခဲ့ပါတယ်ဖေကိုင်ထားတော့နင်တို့ကနင်သားတောက်တဲ့အရက်ငါ့ကိုလာလူတော့ငါစီမှာအရက်တအိုးအဖက်တင်နေမှာပေါ့အရေးကြီးတာကကိုယ်စိတ်ကပြန်ဘယ်သူမှလူကြမလို့ပါဘူးကိုင်မေးပေးပါအောင်မယ်မင်းကဘယ်သူတဲ့တော့ပေါက်ချုံးမှာဖေမင်းငယ်ရွယ်နဲ့အရက်တောက်ဆိုနင်းနေမှာဖေငါချက်သား30သားမပြောမနေနဲ့တောက်ရင်တောက်တယ်ပြောငါထရရကိုင်အရက်ကမင်းစီလာသလားမင်းကအရက်စီသွားသလားကိုကလားပုံတိုင်းမှာတွေးကြတာပါဖေဟာမိုက်တဲ့ကောင်အရက်ကမင်းပတ်သက်တဲ့အလိုလိုဝင်လာသလားမင်းကခွက်ကိုကန်ပြီးတောက်သလားတပည့်တော်ကခွက်ကိုကန်ပြီးတောက်တာပါဖေအေးအဲ့ဒါဆိုမတောက်နဲ့လေကိုပြုတ်လို့ကိုဖြစ်ရတာမတောက်လို့မရလို့ဖေမတောက်ရင်အာရီရှာရီရပြီးဝင်းထဲကစစ်စီနဲ့ဦးထဲကလှုပ်လာတာများတုံးဝက်ကဖပြုတ်တာကြည့်ပါတော့ဖေအရက်များမဝင်ရင်တကူလုံးကကတုံကရင်ဖြစ်လာပြီးရင်ကောင်းတွေကဟဲ့ကောင်းမဖေပြန်ကြတော့ဆရာတော်ကအနားမှာထောင်ထားတဲ့ကျိန်ထဆွဲတော့မှသားမီးနှစ်ယောက်ဝှပြေးပြီးထားပြန်ခဲ့ရတယ်သားဖို့ရာအရက်ပြတ်ပါမယ်အရေးအထားမမြောက်တော့ကြီးကောင်မကတပြစ်တက်တော့နဲ့တလန်းလုံးပေါက်ချုံးကိုစူပတ်လာတော့ပေါက်ချုံးကရှက်ပုံရတယ်ရှေ့ကတုတ်နဲ့ရှောက်ရင်လှဲ့អော်တယ်အမေကရွာထဲမှာရှက်စရာကြီးမေကနောက်ကကျုံးអော်တော့မှလူစားရောဘယ်ရသမားကအရှက်ရှိလို့နင်ကရှက်ရတာတော့အရက်သမားရဲ့နေုံနင့်ကိုနက်နဲ့ပါတိုက်အောင်မယ်ချီကောင်မကတားကိုမီအောင်လိုက်ပေးသည်မမီပါဘူးပေါက်ချုံးကအရက်ဆိုင်ဘက်ပြေးရများတန်းလို့ကြီးကောင်မအဖိုးရအိမ်မှာအရက်သမားနှစ်ယောက်ဖြစ်လာတော့တခြားစားရေးတောက်ကြီးကမပူရဘူးအရက်သမားဝီယာဝစားကပူရပြီအဖေအရက်သမားကအိမ်မှာတောက်ရတာအားမရလို့ထင်ပါရဲ့ပုံစံပြန်ရောက်ပါပြီတားလို့တဲ့ပေါက်ချုံးကကလေးမဟုတ်တော့ဘူးဆိုတော့အဖေအရက်ဝယ်ပေးရတဲ့ကိစ္စမလုပ်တော့ဘူးပေါက်ချုံးကိုယ်တိုင်ကအရက်သမားဖြစ်လာတာကိုဒီတော့ဖေဦးကျော်ဦးကလည်းကတုံကရင်နဲ့ဆိုင်ကိုတတသွားတောင်းနေပြီတောက်ပြီးရင်ရွာတွေကနွားတွေကိုခြိထားရောနတ်ဆချင်းမှာစားနေကြတာရောလိုက်ကြည့်တော့တာပဲအိမ်ပေါက်စိတ်မနေနိုင်လေတော့နေ့စဉ်ရက်ဆက်တအိမ်ချင်းလိုက်ကြည့်တာပါဝါသနာတော့မစွန့်ဘူးပေါက်ချုံးကတော့အရွယ်ကလေးရပါပြီဆိုကြတဲ့ကတောက်တဲ့အရက်တစ်နှစ်ကတစ်နှစ်နှစ်နှစ်ကနေ3နှစ်တောက်တဲ့ကလေးကရင်လာလေးပြဿနာကိုအိမ်သေးလာလေးပဲရံပွဲရိုက်ပွဲဆိုတာလဲရိုးနေပေါ့အမှုမှမဖြစ်လာရင်ကိုရွာကိုလူကြီးနဲ့ရော်ရပေးရဖားရထေးရတာလောက်လည်းပဲပြီးရလေးရှိတယ်မပြီးလို့မြို့ယုံမြို့ကရောက်ရတာလည်းရှိတယ်လုံးမကြွေးတဲ့အပြင်အိမ်ပစ္စည်းအိမ်ဥစ္စာပါဖဲ့ပေးရတော့မကြီးကောင်မှဒူးနဲ့မျက်ရည်ဖြစ်ရပြီအရင်များတောက်ကြတာပါပဲငပေါချုံးရဲ့ငါဖေလဲတောက်တာပါပဲနင့်ဖေလဲတောက်တာပဲပြဿနာမရှိခဲ့ပါငါသားရဲ့ဘယ်နဲ့မင်းကြမှာဘလို့နက်ခတ်ဆိုပါလေဒီလိုသာဆိုငါစိတ်ဆင်းရဲလို့သာတေးလိုက်မယ်လူဆိုတာတင်မျိုးကြီးပါအမေတယောက်တည်းလူလောကထဲမှာနေချင်ခဲ့လို့ဖြစ်ပါမလား
ဟိတ်ကောင်ရဲ့လူသူတော်ကောင်းရဲ့မေကြီးအဖြစ်နဲ့သိရတာပုံမကောင်းဘူးလားအရက်သမားမေကြီးအဖြစ်သိရတော့ကောင်းရောလားပေါချွန်းကတော့ပြန်ကောက်နေလေတော့ကြီးကောင်မှပါဇက်ပိတ်ရတာများပြီဘဝကအကြောင်းပဲလေလူပဲသဘောထားရပြီဘေးရင်လဲမိခဲ့ပေါ့နတ်တွေလဲမိခဲ့ပေါ့ဘေးရင်ဆရာလဲစုံပြီနှုတ်ဝင်တယ်တွေလဲစုံပြီနတ်ထွက်ဘေးရင်ထွက်ကလည်းတယောက်မတူကြဘူးအရက်ပြက်ဖျောင်းနိုင်ထိုးရမယ်ဆိုလို့တလထုံးတော့လဲပိုတောင်းတောက်လာသေးကိုပေါချွန်းကကြာတာပရိသားဆိုတော့မုံနဲ့ကြွက်ရုပ်သစီလို့စီနဲ့ကြောသကောနဲ့တက်တက်ပပထဲပြီးအရက်တပလင်းနဲ့အတူတောင်စုစုအရက်ချတာရင်အရက်ပြက်တယ်ပြောကြလို့တွားချတာအရက်တောင်ဘသူတောက်သွားမှမသိလိုက်ဘူးပလင်းမှာပြောက်ကရောတီးကြတဲ့အိမ်မှာတရင်ကလှုပ်ခဲ့ဘူးတဲ့တက်ခါနဲ့တွဲမိကြတော့ချက်တောင်ဖက်လိုက်သေးကြက်လောင်းရကရှုံတော့ရွာကထပ်ပြေးလို့ကြက်ကျွေးဆက်လူရှာခေါ်ရတာလဲများလာပေါ့ပြန်ရောက်တော့လဲတက်ခါနဲ့တွဲတာပါပဲကြက်များငါတူရနိုင်ရင်လွယ်ကလေးဟာကိုကြက်အယောင်ဖြူနဲ့မွဲနီပြရဲလို့ရှိရင်ကိုကြက်ကဘာလဲကြည့်အယောင်မမားစိနဲ့အဲ့ဒါနေ့နဲ့အခါလိုက်ပြီး1 2 3 4 5ကနန်းချကြေးမင်းကန်နိုင်တီဆိုတာအကွက်ကြအောင်ချဆိုပါတော့ကွာကြာတာပရင်းနေ့ညနေ3 နာရီကြက်တိုက်ပြီးအခွက်ချလို့3 အကွက်တက်လက်ရလဲချရင်ဘာရမလဲအဖြူကန်းအနက်နိုင်ရင်အနက်နိုင်အမွဲသေးအနီပြေးအပြာမင်းနဲ့တွေ့လာပေါချုံအဲ့ဒါလိုနေအနက်နိုင်ဆိုတဲ့အတိုင်းကြက်ပြကြက်နဲ့ရှာပြီးတိုက်တော့မွဲရောလားမခံနိုင်ရောလားကွာငလက်ခွန်းစကားကောင်းပြောတာကိုငါပေးတဲ့ခဏန်းစင်ကြကြက်ရောင်နဲ့ခဏန်းစင်တူတာတူပဲစီတိုက်ကြည့်ကွာမနိုင်တော့ဘာကြီးကိုလာပြောလက်ဘာကြီးတက်ခါကြတော့ဘာလို့မနိုင်တာတော့ရှုံးလို့ပေါ့လကွာဒီလိုနဲ့ကုံလာပေါ့ကြီးကောင်မကပေါက်ချွန်းတကောင်မိမယူရင်တော့ကိုမယာကိုသားငှဲ့တာနဲ့အရက်ပြက်လောက်တယ်လို့တွေးပြီးရွာထဲကမိန်းကလေးရှင်တွေကိုနားသွင်းတယ်ဒါပေသည့်သမီးရှင်တွေကမိဘမျိုးရိုးအလိုတော့သဘောမတူစရာမရှိပါဘူးညီတာအရက်ပြက်ပါစေဆိုတော့ကြီးကောင်မမပြောတာပြန်ဘူးပေါက်ချွန်းမများရီးသားတနာရှိလာမေးတော့သူကတော့ပြန်ကောက်နေသည်အမေဗျာကိုရွာကမိန်းကလေးတွေကကျုပ်ကကြိုက်ပါမလားကိုနှမရီလိုနေကြတဲ့ဟာကိုကြိုက်ရင်တခြားရွာကမိန်းကလေးကြိုက်မှာပေါ့အေးပါတခြားရွာကမင်းစိတ်ကူးထားတာရှိလားလို့အမေကမေးတာရှိရင်ပေးသားခြင်းလို့ကျုပ်ယူတဲ့မိန်းကလေးခင်ဗျအရက်သမားမယားဖြစ်မှာပေါ့အမေရဲ့ဒီလိုနဲ့ပဲကြီးကောင်မှလက်လျှော့ခဲ့ရတယ်ပေါက်ချုံအသက်စိတ်လောက်မှာဖအေးကိုကြောက်ဦးတပိန်လိန်တလိန်လိန်ဖြစ်ရကဆုံးကြရောအိမ်မှာအရက်သမား2 ယောက်ရှိတော့ကတကြုံကြွေ့တမိတမောနေလာခဲ့တဲ့ကြီးကောင်မှလင်းသားဆုံးတော့မှတားကိုပုံနှမျောလာခဲ့တယ်အရက်ဆိုတာကအသက်ရှည်စီမှမဟုတ်ပဲတောမှချက်တဲ့အရက်မိခဲ့နဲ့တည်ရင်တော့ဟုံးငနဲ့ထတောက်မှာတော့ဘလို့လို့လူဝန်းတဲ့ကလေးစားတွေကခံနိုင်မှာတော့တားကိုချစ်တဲ့စိတ်တားကိုနှမျောတဲ့စိတ်ဒီတော့မှပိုးပြီးဘလောင်ဆူလာတဲ့တောင်ထင်မိတယ်ဖအေးဆုံးလို့2 ခါလဲတော့ပေါက်ချွန်းနဲ့ပတ်သက်လို့သတင်းတစ်ခုကြားရတယ်ပေါက်ချွန်းကရွာမှာရက်မတောက်တော့ဘူးကြက်မတိုက်တော့ဘူးရွာနာကကံရွာကြီးမှာထိန်ကန်သူမိန်းကလေးတယောက်နဲ့တန်ရောစင်ဖြစ်နေကြတယ်ဆိုတဲ့သတင်းမှာကောင်းပါလေဘဲကမိန်းကလေးဖြစ်ပါလေဘသူသမီးပါလေထိန်ကန်ကတောင်တာသူများလာလေတော့တောင်တကြီးသမီးတွေကဖြစ်ရင်တော့ကောင်းတာမဟုတ်သေးပါဘူးလေအရေးကြီးတာကပေါက်ချွန်းကိုမေတ္တာရှိဖို့မိဘများကလည်းသဘောတူဖို့လိုတာပါရုပ်ရည်အတင်းရှိရင်ပြီးတာပါပဲကြီးကောင်မှသတင်းကြတာနဲ့အိတ်မပြောနိုင်ဘူးပေါက်ချွန်းပြန်လာလို့မေးတော့လဲဟုတ်တယ်လို့မဟုတ်တယ်လို့ဟိတ်ကဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးပြောလေဘာကိုတော့အမေကနင်ထိန်ငံမှာမိန်းကလေးတွေ့နေရဆိုမိန်းကလေးပဲရွာရဲသွားတွေ့တာပေါ့ဗျာရီးစားပြောတာဟဲ့အိုးဗျာလောကလည်းအရက်ရှိနေမှာတော့မိန်းမကအရက်ထက်ကောင်းရရောလားအမေကခတ်ပါဒါပေသည့်စိတ်ကူးတွေရေစုံမျောရပြန်တော့ကြီးကောင်မတယောက်ပူရပြန်ရဲ့ဘယ်နဲ့လို့ရပါခုမှမယူအခုသာမယူသေးတာကိုအချောင်းရှိလို့မိမရပါပြီတဲ့မွေးလာမဲ့ကလေးတဲ့တားယောက်ျားလေးမပါဘူးမပြောနိုင်ဘူးမဟုတ်လားကြီးကောင်မတွေ့ရပြန်ပြီကြီးကောင်မဘက်ကကြည့်ရင်လဲအဖေကလည်းအရက်တောက်တယ်လင်ကလည်းအရက်တောက်တယ်အခုသားကလည်းတောက်နေတော့နောက်မြေးယောက်ျားလေးပေါ်လာလို့အဲ့ဒီကောင်ကပါတောက်ရင်ကောအရက်ဆိုတာမျိုးလိုက်ရသလားကြီးကောင်မတညတော့ဆုံးဖြတ်လိုက်တယ်ဒီအိမ်မှာအရက်မျိုးဒီမာရင်တုံးမဖြစ်တော့မယ်နဲ့လည်းအာမကိုရဘူးဘေးရင်ဆရာတက်ဆရာတွေကလည်းမဟုတ်လာဘူးဒီတော့ကိုအောက်ကိုမှဖြစ်တော့မယ်လို့သဘောပေါက်လိုက်ပြီးတညက်နေတော့ပေါက်ချုံးကိုခေါ်လိုက်တယ်
ပေါက်ချွန်းနားလာတော့အရက်နဲ့ငါထောင်းထောင်းထားလို့ပေါက်ချွန်းဗျာအရက်တောက်နေကြတော့ခုတ်ပါရဲ့ကောင်းလို့လားကောင်းတယ်လို့တော့မဟုတ်ဘဲဟုတ်ပါမလဲအမေယာနို့နင်ကမကောင်းမဲ့ဘာလို့တောက်တုံးကျုပ်ကကြိုက်တယ်ရဲ့အေးဟဲ့အမေစဉ်းစားတယ်ငါသာတယောက်တည်းအရက်တောက်ရတာအဖို့မရှိဘူးအဲ့တော့ငါသာပြင်းပါပဲအရက်ဆိုင်လူတွေပြေးလို့ဗျာပြင်းဖို့တော့အချိန်မရှိဘူးအမေနဲ့အိမ်မှာပြောတာဟဲ့အရင်ကနင့်ဖေကလည်းတောက်နင်ကလည်းတောက်တယောက်အဖို့ရှိတယ်အခုအဖေမရှိတော့အမေအဖို့လုပ်ပေးမယ်ဘလို့အဖို့တော့ငါပါအရက်တောက်ပေးမယ်ပြောတာမဟုတ်တာဗျာဘယ်နဲ့အမေကအရက်တောက်ရမယ်လို့မင်းတောက်မှတော့ငါမတားနဲ့လေပေါက်ချုံကမအေးကိုမျက်လုံးပြူးကြည့်ရဲ့အမေဘလို့ဖြစ်တာပါလေအရက်များထညက်ရည်နဲ့မုတ်ဖက်ရောထားတဲ့မုလက်ဆောင်များမဲ့ရောလားကြီးကောင်မသားကိုကြည့်ပြီးပြုံးမိတယ်ပေါက်ချုံမျက်နှာကယုံမုံမရဘူးကိုကြီးကောင်မညီနဲ့ဆေးနဲ့ဖုတ်ထားတဲ့အရက်ပလင်း3ပလင်းလောက်ဆန့်မဲ့အိုးကလေးတစ်လုံးဝယ်တယ်အိုးပေါ်မှာထုံးကိုလက်ညှိုးနဲ့တို့ပြီးခေါင်းမအရက်အိုးလို့ရေးထားလေတော့ထုံးပြူစလုံးတွေကအိုးမမဲပေါ်မှာထင်းလို့အရက်ပုံးဆိုင်ကအရက်3ပလင်းသွားဝယ်ပြီးထက်အဖုံးကလေးအုပ်ထားလိုက်တယ်ပေါက်ချုံကရွာတဲ့တပက်လက်ရာကပြန်လာတော့ခေါင်းမအရက်အိုးဆိုတာကိုတွေ့ရောအဖုံးအသာလက်ပြီးအထဲကအရည်တွေကိုလက်ညှိုးနဲ့တို့ပြီးရှာပေါ်တင်တယ်အရွက်တွေပါကောအမေပြောတော့ကပေါက်ချုံကမယုံဘူးတားအရက်သမားကိုစကြင်လို့နေမှာပါပဲလေလို့တွက်တာကိုအခုတော့တကယ်ကိုအရက်အိုးတည်ထားပါကောအိုးတော်စာရေးထားလိုက်သည်ကြီးကောင်မဒီချိန်ကိုချောင်းနေတာဆိုတော့ပေါက်ချွန်းရှိတော့အရက်အိုးတွေကအရက်ကိုအုံမွက်ွက်ချမ်းတဲ့တဝက်တတာခတ်တယ်ခွက်ခွနဲ့ကြိုက်ချလိုက်တာရှာရီအာရီနှာခေါင်းထဲတွေအမှုန်ထူသွားပြီးဖိုးကနေထွေးထုတ်တယ်အရက်ကပြင်းတာရောပူတာရောတီးတာရောဆိုတော့ချောင်းနေဆိုးနေရအကြာကြီးဝင်းထဲတော့မရောက်သေးဘူးအဝင်ဆိုးလာကြီးရဲ့လို့တွေးမိပေမဲ့ခွက်သေးကြံတဲ့တဝက်ကိုကြိတ်ချပြန်ရောဂရင်းနဲ့လေချောင်းရောဦးတွေပါကျွန်းတရာလန်ကရောအောင်မိတယ်ဖိတ်တဝက်စင်တဝက်တောက်မိတာတော့အချီးကောင်မှခေါင်းတက်ကောင်းလုံးချက်ချလဲပြီပေါက်ချုံကသွေးတောင်းနေတဲ့အရက်တောက်ချင်စိတ်တောင်ကုံသွားတော့တာပါပဲမအေးကိုထူပေးပြီးရေတစ်ခွက်တိုက်တယ်ခဏနေတော့ကြီးကောင်မှအဆောင်ဟောင်းတွေအန်ချပြန်ပါရောပေါက်ချုံကပစိုးတဲ့ယူပြီးတော့ရေတပုံးဆွဲထည့်ပြီးရေစေးချအမေခမရဘာလုပ်တာတော့ကြီးကောင်မှပြန်ပြေနိုင်မှုနေတတ်တာပုံလဲတဲ့နေရာမှာမလုံနိုင်တော့ဘူးမျက်နာကြီးကရဲလို့လူမမာများကြီးသလိုကြီးရဲ့ပေါက်ချုံကအမူးလို့ရင်ဧကရစ်မြစ်သွေးတိုက်ရတယ်ဆိုတာကြားဘူးတယ်နားတဲ့တမယာကြီးညှစ်ထည့်ရတယ်ဆိုတာလည်းကြားဘူးတယ်ဒါပေသည့်ဘဲကဧကရစ်မြစ်ရမှာတော့တမယာကြီးဆိုတာကလည်းဗမာမအလွယ်တကူမရှိတာသူအတိရှိရပဲထားအောင်အမေရက်တွေတောက်လို့ဘာရဲ့လို့ဘယ်ငါမှတောင်းပြတာမဟုတ်ဘူးပေါက်ချုံကအမေရက်ကိုလမ်းကြည့်တယ်ခွဲပစ်လိုက်ဖို့စိတ်ကူးတယ်မခွဲပစ်ပါဘူးဒါသူ့ကိုရွှဲပြီးလုံမှန်းသိရလဲပါတယ်လို့မခွဲရတာလဲပါတယ်ညနေဆောင်ပြီးပေါက်ချောင်းအရက်ဆိုင်သွားမယ့်အချိန်မှာအမေကြောင့်မရောက်သေးဘူးဝင်းထဲကတကြုံကြုံမြည်နေပေသည့်ထမသွားရဘူးသူသွားနေတော့သတိပါလစ်သွားရင်ခက်ရကြည်ရဲ့ထက်တောက်နေရင်အခက်ဘယ်နဲ့လုပ်ရပါနောက်တော့မှအရက်ကအနားမှာရှိတာကိုသတိရသွားတယ်ခေါင်းမအရက်အိုးတဲ့အရက်တစ်ခွက်အုံမုတ်ချံခွက်နဲ့အသာခက်ယူတယ်ရေတွေပါရောမနေတော့ပါဘူးအမေအောင်ဒီတိုင်းခက်တောက်တဲ့ဟာအိုးတွေကအရက်ခက်ယူတဲ့ပလုခနဲ့ကြတော့အမေကထပြောလေရဲ့အတန်ကမပြီးဘူးမျက်လုံးကမပွင့်ဘူးဟဲ့ကောင်ခေါင်းမအရက်အိုးရမတောက်နဲ့နင့်ဟာနဲ့ဆိုင်သွားတော့တခွက်သေးပါအမေကကျုပ်ကသွားတော့မလို့ပါပဲအမေသတိလက်မှာဆိုလို့စောင့်ကြည့်နေတာရဲ့ငါဘက်နဲ့နေနေ့ရက်နင်တော့ငါရက်ငါတော့ပေါက်ချုံကခက်ပြီးသားရက်တွေကိုအိုးရဲပြန်ထဲတယ်အရက်နဲ့ရကမှပိုတောင်းစားလာသည်ဒီတော့အဲ့ဒီညကပေါက်ချုံဆိုင်မရောက်တော့ဘူးအမေအရက်အိုးတဲ့အရက်ကိုအမေအိပ်ပျော်တော့မှခတ်တောက်တာပဲရှိတယ်ဒီလိုနဲ့သားမိနှစ်ယောက်အရက်တွေတောက်ကြတဲ့အကြောင်းကြီးကောင်မအိမ်မှာအရက်အိုးတဲ့ရင်တောက်နေတဲ့အကြောင်းရွာကတိကုန်ကြတယ်တိလေအရက်အိုးတွေကအရက်တက်သွားရင်ကြီးကောင်မအိုးကိုမာပြီးကိုယ်တိုင်သွားဝယ်တာပဲအပြက်မှာအရက်အိုးကလေးတောင်ရွက်လာလိုက်သေးညနေတိုင်းတောက်တော့တာပဲတောက်ပြီးတိုင်းလဲမှောက်တော့တာပဲတခါတော့သားကိုပြောလေရဲ့ပေါက်ချွန်းနေမိမမယူနဲ့အရက်တောက်ပြီးသေးအမေလည်းအရက်တောက်ပြီးသေးမယ်နေမိမယူလို့ကလေးမွေးယောက်ျားကလေးပါမယ်တယောက်ပါတော့လောကမှာအရက်သမားတယောက်တိုးမယ်နှစ်ယောက်ပါတော့နှစ်ယောက်တိုးမယ်မပေါ်ပေါက်သေးတဲ့အမေမြေတွေအရက်သမားအဖြစ်မခံတော့ဘူးအမေနဲ့သားမနဲ့အရက်တန်ညာဖြတ်ကြစို့ဟုတ်ကဲ့လားပေးစမ်းအမေတစ်ခွက်
ကြီးကောင်မှဆုံးနာကြပါပြီပေါက်ချွန်းလည်းရက်ပြက်တာကြပါပြီအမေမဆုံးငင်ကလေးပါပဲမိမရလို့ကလေးတွေမွေးလိုက်တာယောက်ျားလေးကြီး၄ယောက်သားတွေကိုကိုရင်ဝေပေးပြီးရအောင်ကြာပေါ့ပေါက်ချွန်းကအမေရဲ့အိုမမဲလေးကိုစင်ကလေးရိုက်ပြီးအိမ်ပေါ်တင်ထားတာဖြစ်တော့အိမ်ပေါ်တင်ထားတာဖြစ်လို့ဘဲကပြန်အိုးမျက်နှာအမေတရီရတယ်တားကိုမေကအရက်ဖြတ်ပါအချိန်ချင်းပြောပေသည့်ပေါက်ချွန်းအရက်မပြတ်ခဲ့ဘူးအမေက၅ပါးတောက်မယ်ဆိုမှ10နှစ်ကြော်တောက်ခဲ့တဲ့အရက်အမေကိုတနာလို့တိကနေဖြတ်တော့တယ်ထူးဆန်းတာကပေါက်ချွန်းအရက်မတောက်တော့ဘူးဆိုတဲ့နေ့ကစပြီးကြီးကောင်မှလည်းမတောက်တော့တာပါ။အိုးကတော့တယ်လျက်ပဲ။အမေကအဲ့လိုကြီးလုံးနေတော့ကျုပ်အရက်မတောက်တော့ဘူးဗျာ။ပေါက်ချွန်းမင်းမတောက်မှတော့အမေလည်းမတောက်ဘူး။မင်းတောက်ရင်အမေတောက်မှာပဲ။ကျုပ်မိမယူမလို့အမေယူစေတော့နင်းယူမဲ့ငါချွေမှာတားရောက်ကကြားကလေးတွေကြီးမွေးခိုင်းလိုက်စမ်းမယ်။ပေါက်ချွန်းအမေတန်ကိုတတိယမိရဲ့။ရွာမှာတော့ဒီသားမိကြောင့်ငါစကားရောက်တိုင်းပြောစရာဖြစ်လို့ကြီးကောင်မရဲ့အရွယ်အိုးကလူတကာရွာတကာကလလာပြီးရှိစရာဖြစ်လို့ကြီးကြသူတိုင်းကလည်းပြုံးကြတယ်တယောက်တစ်ပေါက်မှတ်ချက်ပြူကြတယ်အမျိုးမျိုးဆိုပေဒီကြီးကောင်မကအရွယ်တန်းမရောက်သေးဘူးဆိုတာလောက်နဲ့ပြီးတာများတယ်ရွတ်တယ်ပေတယ်ပေါ့လေရွာဦးဆရာတော်ရဲ့မှတ်ချက်ကိုတော့ပေါက်ချွန်းတသက်မမေ့နိုင်ဘူးပေါက်ချွန်းနင်သားလေးယောက်ကိုနင့်မေရှာဝေးထားတဲ့ဥစ္စာငွေကြီးနဲ့ပဲရှင်ပြူရတယ်ဖယားတဒနာတော်တွင်တွတ်သွင်းနိုင်လို့တာမဏီယပက်ပစ်စာမြောက်ရတယ်ဒါကမြတ်သောကုသိုလ်ကိုပြုတာဒုတိယကုသိုလ်ကမမြင်ရသေးတဲ့မိကလေးတွေကိုငှဲ့ပြီးနေရက်ပြတ်ပါမဲ့အကြောင်းသူကိုယ်တိုင်အနစ်မွန်းခံပြီးနင့်ကိုချွတ်တဲ့ကုသိုလ်တော်ယုံလူမတွေးဝင်ဘူးမလုံဝင်ဘူးအခုမင်းရက်ပြတ်ပြီးမင်းသားလေးယောက်လည်းအရက်နဲ့ဝေဖို့မင်းစဉ်းစားရပြီမလားတက္ကမကြီးကထူးသောကုသိုလ်ပြုသွားရတယ်မဟဲ့အမေမကောင်မတမလွန်ကတာရုခေါ်လောက်ပါရဲ့ခေါင်းမအရက်အိုးပေါက်ချွန်းကအမေကိုတတိယတိုင်းအိုးမဲပေါ်ကခေါင်းမအရက်အိုးဆိုတဲ့စလုံးတွေနဲ့ထုံးနဲ့လိုက်ထက်တယ်လိုက်ထက်တန်းလဲမျက်ရည်ကြမိရဲ့ခင်ခင်တူရွှေမြူတီရုပ်ဆောင်မဂ္ဂဇင်းဇူလိုင်2015ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဆမ်မခင်ခင်တူရေးသားခဲ့တဲ့ကြီးကောင်မရဲ့အရက်အိုးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်တာယာတော်နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်